အခုကတော့ဘယ်ရောက်နေလဲဆိုတော့မဲဆောက်မှာရှိတဲ့ဟိုလုံးမဟုတ်လုံးမာကတ်ဒါလည်းမက်ခရိုပါမက်ခရိုရောက်နေပါတယ်မှာငားနေပါတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလုပ်ရတာပေါ့နော်အဲ့တော့အဲ့လိုစက်သားအကင်နေပါတယ်ရှိတယ်ဒီမှာအကြီးဆုံးပေါ့စူပါမားကတ်လို့ပြောလို့ရတာပေါ့နော်ဒီမှာအစုံရတယ်ကျွန်တော်ဒီမှာဈေးရမ်းဝယ်တာများတယ်တော့ကိုတဲဟိုတယ်နဲ့လည်းနေတဲ့အခါကျတော့အဆင်ပြေတာပေါ့နော်ဒီမှာဆက်ပစ္စည်းအစားတချို့ဆိုလို့ရှိရင်ဒီမှာလာပြီးတော့လာယူကြတာပေါ့ပြီးလို့ရှိရင်ပြန်ရောင်းတာပေါ့လက်လီလက်ကားတာနားမလို့အဲ့လိုမျိုးလေးတွေပေါ့နော်ဒါဒီမှာတော့ကျွန်မအမြဲတမ်းဒီမှာပစ္စည်းတွေပေါ့ဆက်ပစ္စည်းတွေရှိတယ်ထမင်းပေါင်းအိုးတို့ဒီမှာရေခဲတစ်တာတို့အဝိရှော့ဆက်ပေါ့ဒါတော့အကြီးဆုံးမှဒီမဲဆောက်မြို့မှာဒါအကြီးဆုံးပဲဒီစူပါမားကတ်ကတော့မီခရိုလို့ခေါ်ပါတယ်လို့အဲဒါလို့ကျွန်မကထိုင်းမှာနေကျင်တယ်ဆိုအဲ့ဒါကြောင့်နေကျင်တာပေါ့နော်ထိုင်းမှာကျတော့မီးဆိုတာလည်း24 hour မီးလာတယ်ပြီးတော့လို့ခေါ်ဝယ်ရချင်တာအဆင်ပြေတယ်လေနော်ပြောမှဆို standard ကောင်းတယ်လို့ပြောမှာပေါ့နော်ဒီမှာဒါစူပါကားတွေပေါ့အကုန်လုံးဒါရွေးနေဟိုအခုဆိုရင် Chinese New Year နေပြီဆိုတော့ discounts တွေအရန်ချတယ်လေအမျိုးတွေပေါ့ရင်တော့ကိုကဒီမှာလာနေမယ်ဟိုပေါ့တက်ကြီးလို့ရှင်လာနေမယ်ဆိုလို့ရှင်ပြင်ဆင်ထားတာပေါ့နော်ကိုအိမ်ရှိတော့ကလည်းဒီကပစ္စည်းတွေဝယ်တာပေါ့ကိုအိမ်အတွက်လိုအပ်တာတွေအခုတော့ဘာမှမမောတော့ပါဘူးပြောချင်တာကတော့ဒီမှာဒီလို့ရှင်ကဒီရဲ့ဆိုင်ရှိနေပေါမုတ်ပေါ့အမေကနေမကောင်းတဲ့အတွက်ကြောင့်အမေအတွက်ပေါမုတ်လာဝယ်ပေးတယ်အမေကပေါမုတ်စားတယ်မအရင်တော့သိမစားနိုင်တော့ဘူးတဲ့ဆိုအမေအတွက်လာပြီးတော့ကြည့်ပေးတာပါဒါဒရင်ဒီပေါ့ဒရင်ဒီကဒူရင်ဒီနော်ဒူရင်ဒီကကိုကမကြိုက်လို့မစားလုံးဝပဲဒါပေါမုတ်ပေါ့နော်မဒူရင်ဒီပေါ့အဲ့အားလုံးထဲမှာဒူရင်ဒီကိုအကုန်လုံးစားတယ်ကျွန်မတယောက်တည်းဒူရင်ဒီမစားတာဒူရင်ဒီကိုလုံးဝမကြိုက်ဘူးအဲ့အနောက်ခံလို့မရအထူးဆန်းနော်တချို့တွေကဒူရင်ဒီဆိုလို့ရှိရင်အသေးခံသိရမှာကိုကလုံးဝဒူရင်ဒီမစားတညင်းဒီတော့စားတယ်အဲ့ဒါပြတာပါရှင်ကဲမထွေးပေါင်းအောင်လို့စီขายสลับหรือเปล่าကဲမှာကြည့်နေသူဝယ်ဝါမလို့300တဲ့သိလား300ဆိုလို့ရှိရင်ကျွန်တော်တို့ငွေလို့ဆိုရင်80ကိုရမ်းတန်တာပဲစကဘီရှော့ပါအတိကေရောရန်နဲ့ဖရောနာသတိမီရဒါခမင်းပေါင်းရကြကိုယ်စီမှာမရှိမဟုတ်ရှိရဒါပေမဲ့အဲ့လောက်ကြည့်ဟုတ်ပေါ့မစုံပေါ့နော်ဒါကတော့ microwave တွေပေါ့နော်တောက်လာလို့ရှင်အဲ့ဒါတကယ်အရာလေးဝယ်ခြင်းစရာတွေရှိတာပေါ့နော်ကိုအိမ်အတွက်ကိုလိုရတဲ့ပစ္စည်းတွေပါတယ်ဆိုတော့ရှင်တော့အမေရောက်လို့ရှင်လာကြည့်တယ်ဒီဘက်မှာကဲနောက်မှပဲတချို့တနေရာသွားလို့ရှင်လွှင့်ပေးမယ်နော် Have a good weekend မှာရှင် bye bye